အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တခုပြောချင်တာကတော့ AI နဲ့ပတ်သက်ပြီးပေါ့နော်ကျွန်တော် AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ application လေးတစ်ခုဖန်တီးထားတယ်ကျွန်တော်ရဲ့ application နာမည်က Mind Master ဆိုပြီးတော့ဒီကောင်ကတော့ကျွန်တော် recap ပါဆိုတော့ကကျွန်တော်ရေးလိုက်တဲ့စာသားတွေကနေပြီးတော့ဗီဒီယိုလုပ်လို့ရတဲ့ design မျိုးပေါ့နော်ဒါကတော့ transcribe ဗီဒီယိုကနေစာသားအဖြစ်ကိုပြောင်းပေးတာကိုယ့်ရဲ့မူရင်းဗီဒီယိုပဲဖြစ်ဖြစ်တခြား movie တွေပဲဖြစ်ဖြစ်အကဗီဒီယိုကနေပြီးတော့ကျွန်တော်တို့စာသားအဖြစ်ကိုပြောင်းပေးတာဒါကတော့ကျွန်တော်တို့အကြောင်းအရာ content creator ဖြစ်တဲ့အတွက်အကြောင်းအရာတစ်ခုကိုခေါင်းစဉ်တစ်ခုကိုချပြလိုက်တာနဲ့ AI ကနေပြီးတော့သူဖန်တီးပေးတာဒီကောင်ကတော့ AI voiceကတော့ခုနကျွန်တော်တို့ဖန်တီးထားတဲ့ content စာသားတွေကို content စာသားပဲဖြစ်ဖြစ်ဒီဗီဒီယိုကနေပြီးတော့စာသားဖြစ်ကိုပြောင်းထားပဲဖြစ်ဖြစ်အဲ့ဒါတွေကိုကျွန်တော် copy ချပြီးတော့ဒီမှာအတန်းအနေနဲ့ပြောင်းလဲအသုံးပြုလို့ရပါတယ်ဒါကတော့ translate ကတော့အင်္ဂလိပ်စာသားတွေပဲဖြစ်ဖြစ်ဂျပန်ဘာသာစကားပဲဖြစ်ဘာသာစကားတွေကိုကျွန်တော်တို့ဒီမှာ translate လုပ်ပြီးတော့မြန်မာဘာသာကိုစာသားအဖြစ်ပြောင်းမယ်စာသားကနေဗီဒီယိုပြောင်းမယ်ဒီမှာဒါအစာခွင်းဆက်ပုံစံမျိုးပေါ့ဗျာအဲ့လိုမျိုးဒီကောင်ကတော့ set generator ကတော့ကျွန်တော်တို့စာတန်းထိုးအနေနဲ့ပြောင်းပေးတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဘာသာပြန်ဗီဒီယိုထဲမှာကျွန်တော်တို့မြန်မာဘာသာပြန်မလားအဲ့လိုမျိုးလုပ်ပြီးတဲ့စာတန်းထိုးဘာသာပြန်ပေါ့နော်အဲ့လိုမျိုးပြီးတော့ဒီတူးတွေထဲမှာ recap ကတော့ကျွန်တော်တို့စာတန်းနေရာနေပြီးတော့စာသားလေးတွေကနေဗီဒီယိုဖြစ်ကိုသူပြောင်းပေးရပေါ့ဒီအကောင်ကတော့ကျွန်တော်ပတ်ဆက်ပေးရတယ်ဗျကျန်တဲ့အရာကတော့ကျွန်တော်စမ်းကြည့်တာတော့မပေးရဘူးပေါ့နော်content creator တခုကိုကျွန်တော်စမ်းပြပါမယ်သူပေးတာရန်ကုန်မြို့ရဲ့လေပတ်ဆရာနေရာအများအကြောင်းကျွန်တော်ကတော့ဒီမှာမလေးရှားမှာနေတဲ့အတွက်မလေးရှားအကြောင်းလေးကိုကျွန်တော်မေးကြည့်လိုက်မယ်နော်ကိုကကွန်ပျူတာနဲ့စပြီးလုပ်တာဆိုတော့ကွန်ပျူတာနဲ့လုပ်လို့ရတယ်လို့ဖုန်းနဲ့လုပ်တဲ့လူကလည်းဖုန်းနဲ့လုပ်လို့ရပါနော်ကျွန်တော်ဒီနေရာမှာခေါင်းစဉ်လေး topic လေးတစ်ခုကိုချပေးလိုက်ပါဘောနော်